ခုဒေါက်တာဇော်ဝေဆိုးတို့ကိုမြင်ရမှာကခင်ဗျားတို့နေမြေဆုံးမှုရှိနေရတာမလေးရှားနိုင်ငံလောက်ဖြစ်နေပြီလို့ပြောတယ်ရောက်ဝဲဖောက်ကားမှုတွေရှိနေပြီလို့လည်းခင်ဗျားတို့ပြောတယ်ကျွန်တော်လိုက်ပြီးတော့ဒီခရိုင်တစ်ခုရဲ့တိုင်ရင်တစ်ခုအောင်စုံစမ်းကြည့်လိုက်တော့ဝါဒဂိတ်တွေနဲ့အခွန်ကောက်စားတယ်နော်ဝါဒဂိတ်နဲ့ခွန်ကောက်စားတယ်နောက်တစ်ခုကကျတော့ပြည်လူတို့ကိုပြတ်တတ်တယ်ရှိတဲ့ AR မှာ90 80နဲ့လူပါသွားတာတိုင်းနေမှာတို့အပေါ်ကလာစစ်မယ်ဆိုရင်တင်းတိကျတာကြားတာဒေါ်ဒီကျုပ်ဆက်ကလူတွေကိုခေါ်ပြီးတော့ဝန်စားဝတ်ပေးပြီးတော့တရေမှာလောက် AR ရှိပါတယ်ဆိုပြီး AR ပြတယ်ခဏအဲ့တော့အမိုဒီကအလိန်ခံရတယ်မသိဘူးအကုန်လုံးဒီဘက်ကတာဝန်ထမ်းဆောင်နေတဲ့မဲဆောက်ကအဲ့အတိညီကိုတွေမေးတော့လဲမနိုင်တော့ဘူးတဲ့ကိုမွေးတဲ့မြောက်ကိုပြန်ခြောက်နေတယ်ကိုမွေးရဲ့တရေပြန်ကြီးတော့မနိုင်တော့ဒါတွေဘယ်လိုလုပ်ကြမလဲဒါတွေမလုပ်ဘူးဆိုရင်ရှုပ်ကုန်မယ်ပြီးတော့ဒါဟိုဗာလဲမြေလက်ကမ်ပိန်းတွေလုပ်တယ်ဒါဟိုအဲ့ဒီမှာပါပါတယ် celebrity မြေလက်ကမ်ပိန်းဆိုတော့အဲ့ကမ်ပိန်းတွေလုပ်လိုက်လို့ပြည်သူတွေလှူလိုက်တဲ့ငွေတွေကအပြစ်မရှိတဲ့ပြည်သူတွေကိုပြတ်သက်ဖို့ကြီးတွေဖြစ်လာတယ်လှူတဲ့လူတွေလည်းအစိတ်တင်တယ်ဟိုဘက်ကသုံးတဲ့ကောင်တွေကလည်းဒါဓမြတိုက်ဖို့အတွက်ကြီးအလကားရတယ်လို့ဖြစ်နေတယ်အဲ့တော့အဲ့အောက်ကတရင်တွေခရိုင်အောက်ကတရက်ခရိုင်အောက်ကတရင်တွေကတော့ပြန်စီစစ်တယ်ကျွန်တော်တရင်ကတော့မဆိုလို့ဘူးကျွန်တော်မျက်နှာတက်တာပဲပြောမယ်ပြန်စီစစ်တယ်ဘယ်တရင်တွေကတော့ဖြစ်အကျက်ပြတ်ချစားနေတယ်အဲ့အောက်ကဘယ်ပကဖတွေကတော့ဖြစ်ကောင်းတယ်ဘယ်ပကဖမဟုတ်တဲ့အဖွဲ့တွေကတော့ဖြစ်ဒီ PDF ကာကွယ်တရင်တွေကတော့ဖြစ်ကောင်းတယ်ဘယ်ဘက်ကတော့မကောင်းဘူးဘလို့တန်တွေထွက်တယ်အဲ့ထွက်တဲ့ဟာကိုတေးချာချာကောင်းတော့မှလို့ရေးယူဖို့လိုရတယ်ကျွန်တော်ပြောရဲဘော်တွေကိုမပြောဘူးရဲဘော်တွေဆိုတာခေါင်းဆောင်မှုမှားတဲ့နောက်ကိုလိုက်မှာနော်မှားတဲ့နောက်ကိုလိုက်မှာခေါင်းဆောင်မှုလုပ်တဲ့ကောင်တွေကိုရေးယူရမှာအဲ့ကောင်တွေကစကားစားနဲ့ပေးနေလားစကားစားတော့ဖြစ်နေလားပြူရွာတွေဗျာအဲ့မှာအများကြီးဖြစ်လာတာဘယ်ကောင်တွေအဲ့ပြူရွာတွေသွားတိုက်တယ်ခါလာလဲဒါပြည်သူလူထုပဲစစ်မယ်စိတ်မယ်တနက်နဲ့ချိန်မယ်ကိုအချင်းချင်းပြန်ပြီးတော့ကိုအချင်းချင်းပြန်ပြီးတော့ကိစ္စတွေတော်တော်များများသိရင်လိုက်တတ်မယ်အဲ့လိုအနေထားနဲ့ပဲရက်တီနေတိုက်ရင်းနေလိန်နေပြည်သူလူထုကိုစစ်ပွဲမဖော်ဆောင်နိုင်ဘူးဒီတိုင်းကြီးပဲငုံတော့မင်းနေရစကားစားလည်းသူတို့နဲ့ပေးနေတော့ဝင်မတိုက်ဘူးစကားစားလည်းစကားစားလည်းသူကသွားမတိုက်ဘူးအဲ့လိုနဲ့အညာခံနေရတယ်ထောက်ချောက်ပဲပြည်သူလူထုကများသူ့မှာထွက်လာတဲ့တရားစာတကိုယ်စိုက်ပြလို့ရတဲ့ဟာကစကားစားဂိတ်ကိုလည်းခွန်ပေးရတယ်ဝါဒဂိတ်တွေကိုလည်းခွန်ပေးရတယ်အဲ့ဒီဓာတ်ထဲမှာစကားစားကချို့ရွာတွေကိုစစ်ကြောင်းဝင်လာလို့ဘုံကြီးတွေကအစစကားစားလာတဲ့ခါမှာတတက်တွေနဲ့လာတယ်အဲ့မခံလို့ဘယ်လိုရမလဲအဲ့ခံပြီးလိုက်ရင်လည်းစကားစားထွက်တာနဲ့ပြည်တဲကဝင်တယ်ဘယ်အိမ်ကအဲ့ခံတာလဲဘယ်ဘုံကြီးတွေကအဲ့ခံတာတခါလဲတင်ကန်းတွေပါချွတ်တခါလဲရှင်းအဲ့တော့ပြည်လူတို့ကလက်နဲ့မဲ့ထောက်ပံ့ပေးဖို့ပဲရှိတာအဲ့ဒီလာမှာကိုကနေမြေစုံမှုမရရင်တော့စကားစားဝင်လာလဲစကားစားကိုအဲ့ခံရမှာပဲအဲ့မခံလို့အကုန်တက်ခံရမှာပေါ့တခါလဲအဲ့မှာခေါင်းတွေချိတ်ခံထားရတာမှာရှာတွေထွက်နေရဲ့ငင်ခွေးတွေမြင်ဘူးတယ်မလား2024 2023မှာတိုင်ဒီမှာခေါင်းတွေချိတ်ခဲ့တာလေစကားစားကိုအာခံလို့ရွာတရွာလုံးကိုအဲ့တော့စကားစားလာရင်ပြုံးနဲ့ကြောက်ရတယ်ကြောက်ဟာအဲ့ခံတဲ့ဟာကိုစကားစားထွက်ရင်ပြည်တဲ့ကဝင်တက်PDF ထွက်သွားရင်စကားစားကဒါဝင်သက်အဲ့တော့ခင်ဗျားကိုစဉ်းစားကြည့်လိုက်အောင်အများပြည်လူတွေရဲ့ဒုက္ခကိုစဉ်းစားကြည့်လိုက်အောင်အဲ့ဒါတော်လိုင်းရဲဘော်ချင်းပြန်ပြစ်တတ်တာလူကြီးစိတ်မှာပြန်ပြစ်တတ်ပြန်သွားတော့လို့ကိစ္စကြီးအများကြီးရှိသေးတယ်နော်အဲ့တော့ဒီတော်လိုင်းကြီးကဘယ်ဦးတည်နေလဲဆိုတာကျွန်တော်ကတော့ဖြင့်အရင်ပြောတယ်မလို့တော့ပြောပြမယ်တတွင်းစူပါမှုကိစ္စကိုပြောပြမယ်ကျွန်တော်တီးခဲ့ရတဲ့တတွင်းစူပါမှုမနေ့6နိုင်လို့ကျွန်တော်တို့တန်းစီရတယ်နော်တန်းစီရတယ်9နိုင်မှာစပူမှာအကုန်လုံးအပြီးတက်ချက်ရတယ်9နိုင်ခွဲ10နိုင်လောက်ဆိုရင်မနက်စာကျွေးတယ်ချိုးရ9နိုင်တခါလဲချက်ပြီးရတယ်ကျွေးတယ်ကျွေးသွားရင်ဖတ်တိတ်လောက်ရတယ်စစ်ကြောင်းချင်းစစ်ကြောင်းထွက်မဲ့လူတွေကထွက်လူချမ်းစစ်ကြောင်းပတ်တဲ့လူတွေကပတ်တခြားစကားကိုသတင်းပို့တဲ့ရှိတဲ့လူတွေကပို့ကြည်ရိတ်ကာကိစ္စကိုသွားပြီးပြောတဲ့အဖွဲ့ကသွားပြောနော်ဒီ page ကိုလာပြီးတော့လူမဲဟာတွေကိုပြန်ကြားရေးအဖွဲ့ကပြန်ကြားရေးအဖွဲ့လို့ဖတ်တိတ်လောက်တဲ့ကောင်ဖတ်တိတ်လို့ပြီးသွားတယ်နေ့ကသမင်းစားပြီးသွားရင်နားလို့ရတယ်နိုင်သွားရင်ညနေကျရင်ပြန်တန်းစီရတယ်ညနေကျရင်ကျွန်တော်တို့ဒါကိုကနာစက်ခံရေးအတွက်နော်ဒါဟိုတတွင်းမှာလက်ဝဲထိုးမထိုးရင်ကစားပေါ့ဗျာတခုအဲ့မှာဟို target တွေပါကြည့်ပြီးတော့ point 2တွေပါနဲ့ပြက်ပြီးရင်နောက်ထပ်ဟိုတက်ထဲမှာအဲ့လိုဘားလိုက်တွေစောက်မယ်ဆိုရင်ကျွန်တော်တို့ဝါးတွေပါဖြားရဟာကြီးဖြားဒီစိတ်လေးလူကစိတ်အမျိုးမျိုးပုံဒါတနက်တွေပါဂမ်ဘလူးတွေပါနဲ့စီတွေပါနဲ့တရှင်းလုံးလည်းလုံးအဲ့လိုမျိုးအစစ်နဲ့သွားပြီးတော့ညနေ6 နာရီကြာမှကျွန်တော်တို့ထပ်တန်းစီပြီးသွားမှတန်းဖြုတ်ပြီးညနေကျပြန်တာညကင်းစောက်တဲ့ကောင်ဆောက်ဒီမိပါစာအဲ့လိုမျိုးလုပ်ကြတယ်လေ
အဲ့တော့တက်မှာထားပါတော့ကျွန်တော်မသိပါဘူးကျွန်တော်မကြားမိပါဘူးလို့ပြောတဲ့တက်ကကြည့်လိုက်တော့ AR ကထားပါအောင်98တန်မပြောကျွန်တော်100ထိပေးတာ100ဗျာတရားဆိုလူမနေရောက်ရှိမှာတော့အဲ့ဒီနေထားမှာသူမှမအားလဲရအောင်ပါရှိတော့အဲ့ကောင်လေးငွေသားလူကြီးချက်ချင်းအားတယ်ကျွန်တော်ခဏပြောလို့ပဲဒီသတင်းထုတ်ပြန်ဖို့ကြောင့်အခုဘယ်နေရရှိပြီလဲ15ရက်နေ့ရဗျာဖြစ်တာခုဒီသတင်းမထုတ်ပြန်ရဘူးသတင်းထုတ်ပြန်ရင်လည်းဘယ်နေရာကြီးမှားနေလဲဆိုကျွန်တော်ထောက်မှာအခုဒီမှာသတင်းကအတိအကျကြီးတိတာတော့60ရာခိုင်နှုန်းပဲရှိတယ်နော်100ရာခိုင်နှုန်းသတင်းလာအောင်ပါအဲ့တော့ပြည်သူလူထုတွေက PDF ကာဝယ်နေရမထင်နဲ့အကာအကွယ်မဲ့နေတာပြောရရင်တကိုးကြီးဓမြဆိုသလိုပေါ့ဟုတ်လားစကားလည်းပြည်သူလူထုကိုနှိပ်စက်တယ် PDF ကလည်းစကားနဲ့ပင်းပြီးတော့ပြည်သူလူထုကိုနှိပ်စက်တယ်ဘာကြောင့်ပေးတယ်လို့ပြောရလဲသူကဒီကိုတော့တဲ့ကောင်တွေပဲကြည့်ကြည့်စကားလည်းအကုန်ပေးတယ် PDF ကိုလည်းအကုန်ပေးသွားတာတို့ PDF သူ့ကိုယ်တိုင်ဒီကိုထုတ်တယ်စက်ချေကောက်တယ်ဝါဒဂိတ်တွေနဲ့ဒီမှာလည်းစက်ချေကောက်တယ်ဒီဟိုကျက်တော်ပနအိတ်ကိုအကုန်ပေးဟိုဘက်စစ်တပ်ကလည်းကျက်တော်ပနအိတ်ကိုအကုန်ပေးအဲ့ဒါကြောင့်အကောက်ခံအဲ့ဒီကညာမှာဖြစ်နေတာကျွန်တော်ပြောတာအညာခံနေရဆိုအညာသားတွေအချင်းချင်းကိုပြန်တက်နေတာအခုကျွန်တော်ပြောနေတဲ့မှာစစ်ကောင်စီကောင်းကြောင်တစ်ခုမှမပါဘူးနော်ကျွန်တော်အခုထိစစ်ကောင်စီကကောင်းပါနဲ့နော်စကားမှရွေးကောက်ပွဲကအတီးပါကျွန်တော်ခေါင်းမှမပြောဘူးဒါပေမဲ့ကျွန်တော်ကိုပုဂ္ဂိုလ်ရေးမကျင်းတဲ့ချက်တွေနဲ့ကျွန်တော်ဖော်ထုတ်ခဲ့တယ်နော်ဒါတခိုးလောက်ရက်တွေအများကြီးရှိတယ်ကျွန်တော်ဖော်ထုတ်ခဲ့တဲ့တခိုးလောက်ရက်တွေအဲ့ဒီအများကြီးကျွန်တော်ဖော်ထုတ်ခဲ့တဲ့စောက်ပေါ်လောက်ရက်တွေအများကြီးအဲ့ဒီအကုန်လုံးကျွန်တော်ဒလိတ်ကပ်ပြီးကျွန်တော်ဒလန်ဆိုပြီးတော့ပြောနေညီဘောတွေရှိတယ်အများကြီးဒါပေမဲ့ကျွန်တော်သားဒလန်ဆိုရင်ဒလိဌာနတွေကကျွန်တော်ပြောတော့တင်မှာမဟုတ်ဘူးဒလိဌာနတွေကကျွန်တော်ကိုယုံကြည်မှုနဲ့တင်တာခင်ဗျားတို့ဒလိဌာနတစ်ခုခင်ဗျားဒလိတစ်ခုသွားပြောကြည့်လေဒလိဌာနတစ်ခုခင်ဗျားတို့ရဲ့ကိုယုံကြည်မှုရှိရင်ပေါ့ကျွန်တော်သတင်းတစ်ခုပြောမယ်ခင်ဗျားယုံလားဆိုရင်အဲ့သတင်းကိုခင်ဗျားတင်ပေးပါလို့ခင်ဗျားသွားပြောကြည့်လေအဲ့တော့ခင်ဗျားတို့ရဲ့ကိုချင်းတိတ်ကတရားပိုင်းအမှန်တရားကိုပြောရဲပိုင်းတော့ဒါပေတံစစ်တာပဲဒေသနာပြောမြက်ဘာကောင်လဲတော်လေနဲ့မှမင်းရဲ့ထုတ်ပေါ်မှုပါရှိလို့တော့မင်းပြောတဲ့စကားတွေငါတို့ကဘယ်လောက်ထိယုံရမှာလဲဆိုဖြစ်မှာပေါ့ဟုတ်လားကျွန်တော်ပြောတာကိုယ်သတင်းနာတွေကတော့ share ပေးကြတယ်ဝင်ရပေးကြတယ်အဲ့ဒီအနေထားမှာ MOD ပါလုပ်နေတယ် MOD အနေနဲ့စာမထွက်လာဘူးဒါအညာဘက်မှာဒီလိုမျိုးတပ်ပြတ်ခံရတဲ့လူတွေအတွက်ကျွန်တော်တို့စစ်ဆေးနေပါတယ်ကျွန်တော်တို့အရေးယူဖို့ပြင်ဆင်နေပါတယ်အဲ့ဒီတက်ကိုကျွန်တော်တို့ကိုယ်တိုင်ကွင်းစင်းပြီးလေးလာနေပါတယ်ရွာကန်တွေနဲ့ကျွန်တော်တို့စကားပြောနေပါတယ်ဒီသတင်းကိုတေချာရအောင်လို့ရွာကန်တွေကလည်းကျွန်တော်တို့ဘယ်သတင်းဆိုပြီးတော့ကျွန်တော်တို့ပြောပါတယ်ဘယ်သူသွားလဲလွင်ကိုလက်သွားလားဥယျာဉ်မုံသွားလားများတို့ဒီမှာအိမ်မှာဟိုတော်လန်ဘလော့ကာ celebrity တွေဘယ်ကောင်သွားလဲဒီသတင်းအရင်းမြစ်ကိုရွာကန်တွေကပဲကြိတ်တိုးပြီးကြိတ်ပြန်ပေးနေရတာအခုကျွန်တော်ကိုပြန်ပေးတဲ့သတင်းဟာရွာကန်ကလည်းဒီစကားပဲအဲ့ဘက်ကကာဝေးတချို့အဖွဲ့ရတယ်ဒီစကားပဲစကားတစ်ခုတူလို့ကျွန်တော် line ပေါ်တက်ပြောတာအခုအဲ့ကမားနဲ့တချို့မိသားစုတွေငါဒီကိစ္စဖြစ်ရမျိုးတွေ့ပြီးတော့ချို့ရွာမိသားစုတွေအများကြီးပြေးလာတာရှိတယ်ရန်ကုန်ဒါကြောင့်လည်းတချို့တွေကဟုတ်တယ်အဲ့ကမားရွာတို့ပါလို့ NLD မဝင်သေးဘူးပြည်ခိုင်မျိုးတို့ပြီးဝင်တော့ကစရေးလုပ်ပေးတာရှိတယ်စရင်ကောက်ပေးတာရှိတယ်စန်စီသားဝေတော့ကလည်းအဲ့လိုမျိုးလုပ်ပေးခဲ့တဲ့လူတွေရှိတယ်အဲ့လူတွေအကုန်လုံးပြေးလာအဲ့လူတွေ NLD ကမှလည်းပါတယ်ဒါပေမဲ့ဒီလိုမျိုးကြီးလိုက်အကြောင်းတရားမဲ့လိုက်တတ်နေဆိုသူလည်းပြေးပြီလေအဲ့လိုဒလန်လည်းမဟုတ်ဘူးကြွားသားတွေအညာမှာအဲ့လိုပဲလေအကုန်လုံးကျွန်တော်ရန်ကုန်ဟာတွေအောင်မှမလုပ်ကင်းတော့ကျွန်တော်ငငယ်တော့ကအဲ့ဒါဒီမရှိခင်တော့ငငယ်တော့ကြီးပြင်းခဲ့တဲ့ချောင်းပြေးခိုင်းဖြိုးပဲတော့ချောင်းအုတ်ထုတ်တွေဝေတယ်ဆွဲတာတွေဝေတယ်ကျွန်တော်ကလေးတွေဗာတိမှသွားယူမိတာဗောအဲ့လိုတွေခင်ဗျားတတ်မှာလား